အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့သွားပြစ်ခဲ့တဲ့နေရာကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့တနီယာပလာဇာမှာကျင်းပတဲ့ Golf and Vacation Festival 2025ပြပွဲပဲဖြစ်ပါတယ်ဒီပြပွဲရဲ့အဓိကရည်ရွယ်ချက်ကတော့ထိုင်းနိုင်ငံမှာရှိတဲ့ golf queen တွေကသူတို့ရဲ့ golf queen ကိုဒီနေရာမှာလာပြီးတော့ promotion ဆင်းတယ်လာပြီးတော့ကြော်ညာတယ်ပေါ့ဗျာ agent အသစ်တွေရှာတယ်အဲ့အရာကိုလာပြီးတော့လုပ်ချင်းဖြစ်ပါတယ်မိတ်ဆွေပါတနာတို့လည်းဘန်ကောက်ရောက်လို့ကောက်တီးကစားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ Etiquette Golf Emporium page ကနေပြီးတော့ဆက်သွယ်ပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်ဒီကောက်ကွင်းတွေကရောင်းတဲ့ normal price working price နဲ့ကျွန်တော်တို့စီမှာဝယ်ခြင်းအပြင်ပို့ပြီးတော့တက်တာတဲ့ဈေးနှုန်းနဲ့ကျွန်တော်တို့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ဒီပြပွဲမှာတော့ထိုင်းနိုင်ငံဘန်ကောက်မြို့အနီးတစ်ဝိုက်မှာရှိတဲ့ကောက်ကွင်းတွေထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်ချင်းရိုင်ဘက်မှာရှိတဲ့ကောက်ကွင်းတွေထိုင်းနိုင်ငံတောင်ပိုင်းဖူးခက်ကမ်းခြေနားမှာရှိတဲ့ကောက်ကွင်းအများစုလာရောက်ပြသထားတာတွေ့ရပါတယ်ဟယ်လိုใช้ได้ถึงเมื่อไหร่ကောက်ကွင်းအပြင်ကားဟိုတယ်ဝန်ဆောင်မှုတို့ကိုပါအသက်သာဆုံးဈေးနှုန်းနဲ့ဝန်ဆောင်မှုပေးနေပါပြီအဲဒါကြောင့်မိတ်ဆွေပါတနာတို့ဘန်ကောက်ရောက်လို့ကောက်တီးရိုက်မယ်ဆိုရင်ကျွန်တော်တို့ Etiquette Golf Emporium ကိုတစ်ချက်ပဲဟယ်လိုလိုက်ပါခင်ဗျစသရရအားလုံးအဆင်ပြေသွားဖို့ကျွန်တော်တို့အာမခံပါတယ်ခင်ဗျ